Hello ကြာပြီကဲအဲ့ project ကလူကိုယ်တိုင်သွားရမှာသူ့နဲ့တမီးနဲ့ဟုတ်ကြာသွားလိုက်မယ်နော်ဒါပဲတော့ကြာ ငါတို့ပဲလား ဟုတ်ပါသူကြားရလေနှုံးမလို့ခန်းထဲကနေလေကိုလူဖုန်းဆက်ခိုင်းလိုက်ဒီလူဖုန်းဆက်ခိုင်းလိုက် လေ သူကြားရလေအေးစစ်စစ်နဲ့ကြည့်ပါအောင် အားနေငါတို့ပဲပတ်ခိုင်းတယ်သူဖုန်းတစ်ခါလေးဆက်လိုက်ပြီးနေကိစ္စတော့လူကသွားရအောင် ပြီးလုံးလိုက်ပြီးပြီဟောကပ်ဖို့ပါလိုက် သူကြ AC နဲ့ထိုင်လို့ပါငါတို့ပဲလုံနေရ ကြည့်လို့ကိုများတယ် ဒီပြန် ဟုတ်ကြိုက်ဟုတ် ညာတော့စကားကြည်လာတာအဲ့ဒါပြောပြနေတာစကားကြောင့်ပြောပြနေညာမနော်အေးတော့တော့မနော်ကြာရေလှုပ်ရှိသေးလို့